Hello guys,အားလုံးနဲ့မင်္ဂလာပါဒီနေ့မှာတော့ bro ဆောင်းနေနေတဲ့ story ရဲ့ဒီခုကြီးကတော့တော့မကြားခင်မှာဆက်ကြည့်လာတော့မှာဖြစ်ပါတယ်။သူ့ထဲမှာတော့ hero တွေလည်းhero တဲ့ skin တွေလည်းများစွာပါဝင်နေပေါ့နော်။အဲ့ဒီမှာပါမှာဒီထဲမှာပြထားတော့ Emo, Benedetta, Hanabi, Kukuno နဲ့ Clay တို့ဖြစ်ပါတယ်။သူတို့ကတော့ခုတစ်ထွက်လာတယ်နော် story visitor မှာပါလာမယ့်ဟာပေါ့နော်။အဲ့လိုပဲပြောလိုက်တယ်နော်။ပထမဆုံးတန်းတော့လိုက်ရင်လည်းလက်ဆောင်ပိုက်တစ်ခုတော့ရနိုင်ပါတယ်။ဒီဘန်းကျော်ကိုချက်သွားကြည့်။ဒီဘန်းကျော်မကြည့်ရင်ငါတို့ကဒီရောက်ဆက်ကြည့်။ဒီထဲမှာတော့ဘာတွေပါမလဲ။ဆိုရင်ဘုရားပါမယ်။ item များမှာတော့ recall ပါမယ်။ profit ပါမယ်။ animation ပါမယ်နော်။ legendary အဲ့လိုပါမယ်နော်။ emote ရယ်နော်တို့ကတော့ quite နေပါပါတယ်ပေါ့နော်။ပြည့်တယ်ပေါ့။ code option အဲ့ဒါလည်းပါမယ်ပေါ့နော်။ဆက်ကြည့်ရင်လည်းတော့မလာသေးဘူးဗျကဲသူ့ကိုအရင်ဆုံးကျွန်တော်တို့ဘာလို့ကြည့်မလဲဆိုရင် run roll လေးနဲ့တန်းတက်အနည်းချက်ကိုရမ်းလိုက်တော့တစ်ခါလေးရင်တော့မပန်းတော့ဆက်မဖြစ်ရရတယ်ဒီမှာဒီမုံကျွန်တော်ပြဒီမုံကိုတော့မဖြစ်ဘူး။ဘာလို့ပြရရလဲတမ်းပါရဲ့ပိုင် item နေရတော့ကျွန်တော်တို့ကဒီကက်လေးတွေကတန်းသုံးကက်နေရတဲ့ဒါလေးကတော့ story research မှာပါလာမယ့်အရာလေးတွေပေါ့နော် Hey, have you ပြီး thought တော့ about ကျွန်တော်နောက်တစ်ခုပြောချင်တာကတော့ဒီမှာပြထားတော့အဲဒီ skin နှကောင်ကို special skin နှကောင်ကို free ရမယ့်အပြင်ကျွန်တော်တို့ကအရင်ခောက်တော့ဘလို့မရလိုက်တဲ့ golden mock နော်တို့ recall လည်းပါနိုင်ပါတယ် golden mock recall အရင်တော့ဘလို့မရလိုက်တဲ့နော်တို့ emote surprise ဒီမှာ skin ဆိုရင်လည်းနှကောင်တိတိပါလာအောင်မှဖြစ်ပါတယ်ပေါ့နော်ပြီးတော့ Oppo ဖုန်းနှလုံးမှာပါလာမှဖြစ်ပြီးတော့ diamond မြောင်များစွာကိုလည်းရနိုင်မှာဖြစ်ပါတယ်ဘို့ Oppo ဖုန်းနှလုံးရဲ့ diamond မြောင်များစွာရဲ့ပေါ့နော်ဒီမှာတော့ one roll လဲမယ်ကိုဒီမှာကျွေး15စီးရတယ်ဆက်ချိုးမယ်ခုဆိုရင်ကျွန်တော်မှာ115လေးရှိတယ်သူကဝယ်လို့ရတယ်1000 special လည်းရနိုင်တယ်လို့ဘို့ Natalia special တို့ပါနိုင်တယ် X-Power လည်းပါနိုင်ပါတယ်နော်တို့Index စင်လည်းပါပြီးတော့နောက်တော့က special လည်းပါနေတယ်။ညံလာတဲ့တိုက်ကူရစင်ကိုပါပါ။ဟန်သူရဲ့ special စာအုပ်ရစင်လည်းပါအောင်ပါ။ဒီကိုအနေနဲ့ကတော့ကျွန်တော်တို့ကပုံပါလာမယ်လို့ကျွန်တော်ထင်ပါတယ်။လက်ဆောင်အနေနဲ့ကဘာပါလာမလဲ။ဒီပုံမှန်ကက်လေးတွေရဲ့တော့ emote ချောင်း emote လက်စလေး emote တွေကတော့များတယ်ဘို့ဒီမှာဆိုရင်တော့ပြက်ကလေးနဲ့ချက်မှတ်လိုက်မယ်ခဏလေးပေါ့နော်ဒီမှာဆိုရင်တော့1 roll ထွက်တယ်ကျွန်တော်ဒီမှာလည်း1 roll လဲရတယ်ဗျဒီလိုစိမ့်အောင် crystal ဆိုပိုကောင်းနေတယ်အမှန်တော့ဒီလိုကများသေးဘူးအဲ့ဒါတွေကတော့ခုတစ်ထွက်လာမယ် event တစ်ခုတောင်းကြည့်နောက်ထပ်တစ်ခုကတော့ရှိသေးတယ်ပေါ့နော်နောက်ထပ်တစ်ခုပြတယ်ဒါတော့တော့အမှန်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ new hero ဆိုတာလေသူ့နာမည် new hero ဆိုတာသူက animation နဲ့လာပြီးတော့စမပြတော့မနဲ့တော့ရှင်းပြလိုက်တယ်တာပါကိုလည်းရနိုင်တယ်ကိုယ့်ရဲ့ hero တွေလည်းရနိုင်သူများပြတဲ့တနတ်တွေကိုပါရနိုင်တယ်တာတယ်လော့တွေပါရနိုင်တယ်ကိုတက်တဲ့ hero ကိုတက်တဲ့လော့ကိုတက်တဲ့တာတယ်ကိုဘက်က hero တွေကရနိုင်တယ်ဖြစ်တယ်ဒါလေးကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာလေးတွေကတော့ New Hero Master So Big I will carry on my mother's legacy to protect Lucio and နောက်ဆုံး event လေးအနေနဲ့ဘာလေးလဲဆိုတော့တော့ Fanny ရဲ့တော့မျိုးစားထားရလိုက်မယ် Fanny ရဲ့ Legend Skin ကလည်းထွက်ရှိလာတော့မှဖြစ်ပါတယ်ကျွန်တော်တို့ဒါတော့ Fanny ရဲ့ Legend Skin ကိုဒီမှာတော့ဘာလို့ပေးထားလဲ Fanny ရဲ့ Legend Skin ကရပါ DG shot အရန်တန်တယ်လို့ပြောရမယ်ချက်ချို့သူ့ကို1600နဲ့ပဲရနိုင်တယ်လို့ကျွန်တော်ပြောပြမယ်
1600နဲ့ရနိုင်ပြီးတော့ခင်ဗျားတို့ဘရိုလိုတဲ့နော် Dragon Bronze နော် F5 ရဲ့ဟာပဲရမှာဖြစ်ပါတယ်သူကတော့150နဲ့ပဲရမှာဖြစ်ပြီးတော့နော်ဘရိုချောင်းစတန်းကိုလိုက်မယ်ဆိုရင်လည်းစတန်း skin တွေအကုန်ပါမှာဖြစ်ပါတယ် VC ပေါ်တင်လည်းပါလာမှာပါချောင်းစတန်းတို့နော်တို့ Vino ဟုတ်စီဘောအဲ့ skin တွေအကုန်ပါလာမှာဖြစ်ပါတယ်ကျွန်တော်တို့ဓာတ်ကိုဝယ်ယူနိုင်နေဆိုရင်ဝယ်သင့်တဲ့ skin အများကိုပြောပြမယ်ပထမဆုံးကတော့ချောင်းစတန်းဘာလို့လဲဆိုချောင်းစတန်းဆိုတာ free style ပြလို့အများကောင်းပြီရောတို့နာမည်ကြီးရဲ့ထဲမှာလည်းပါတယ်ပေါ့နော်ဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကာဂျာရဲ့ lucky box ဖြစ်ပါတယ်ကာဂျာရဲ့ lucky box ဆိုတာလည်းအရောင်ကြီးစုံပြီးတော့ quality လို့တော့ပြောလို့ရတဲ့ I am the divine storm. ဒီကနေ့တော့မပြန်လို့ရတဲ့အဖြစ်ရှိတာဒုတိယမလီဆိုမန်ချာရဲ့ကျွန်တော်တို့ I'm တန်း here စီ to ဟာ rock ဆို your ရင် world. တော့ရန်လာပြီးတော့မတ်မန်ပရီယာရဲ့ကျွန်တော်တို့ရန်ကောင်းတဲ့စီကိုပြောလို့ရတယ်နောက်ဆုံးမဟုတ်သေးဘူးဒုတိယကတော့ကျွန်တော်တို့ရင်းခောက်ကတို့အဲ့မှာရလိုက်တဲ့မော့စကိုရဲ့ဒီမှာရနေမှာပြီးတော့ယူဆွဲဆောင်သွားတဲ့လက်ဆောင်တွေရှိတယ်တို့ဒီနဲ့ဆိုရင်တို့ကဘာလို့ရမလဲဆိုတော့ဘိုင်းလုံးနည်းနည်းလေးပပတော့တော့မဟုတ်သူ့တော့မှ800နဲ့ရဒီမဲ့ချက်ရှုပ်လို့တို့အရင်ကြိုက်ပါဆိုရင်ခွန်နဲ့ပြလက်ကျန်မှာပါနေတယ်ဆက်ကြလိုက်လို့ခွန်နဲ့ပြလက်ကျန် Oh my god, really It's usually the unseen world Yeah, that tells the yeah. best stories. ခုကျွန်တော်ပြောသွားတဲ့ skin ချက်လို့ရတယ်ခဏပြဆိုရင်66ပါ Moscow ဆိုရင် coin 800နဲ့လဲရမှာဖြစ်ပြီးတော့ Melissa ဆိုရင်တော့ coin 600နဲ့လဲရမှာပဲ Stan ဆိုရင်လည်း600နဲ့လဲရမှာဖြစ်ပြီးတော့အော်ကာယာဆိုရင်လည်း600နဲ့ပါနောက်ဆုံးတစ်ခုကတော့ကျွန်တော်ပြောနေတဲ့ Fanny Legend skin မှာဒီမှာတော့ Eva လို့ပဲပေးထားတယ် Fanny Legend skin ကရန်လာပြီး6600ပဲပေးရမှာဖြစ်ပါတယ်ဒီမှာ तू ကဟုတ်ဒီမောက်တွေတိတ်မပါဘူးပြကျွန်တော်တစ်ခါလဲဝမ်းလို့ရပြီပြီးလိုက်တော့မဟုတ်၎င်းစင်ကောင်းဓာတ်တစ်ခုကိုရရှိမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ထောက်တာ200ပြည့်ရင်ကျွန်တော်တို့ normal 400ပြည့် special 500ပြည့် lucky box တို့မဟုတ် eco business box နဲ့ဆွေရော vino အဲ့ဒါတွေရမှာဖြစ်ပြီးတော့950ပြည့်တော့တို့စတန် skin တွေကရနိုင်မှာဖြစ်ပြီးတော့တရားပြည့်နေ lucky box ပေါ်တော့အကုန်ရအောင်ဖြစ်ပါတယ်ကျွန်တော်ကတရားလေးလုပ်ချင်ကဲအားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆို like and subscribe လေးလုပ်ဖို့ပြောချင်ပါတယ်ကဲအားလုံး As ပဲ Johnson's driving got